ဘီလူကသူ့လက်နဲ့ကိုဖိလိုက်တာနဲ့နောက်တစ်စက္ကန့်မှာပဲထူးဆန်းလက်သားသွားတစ်ခုကဆရာကြီးရဲ့ခေါင်းကိုရစ်ပတ်သွားတာပေါ့တခြားသူတွေလည်းကူညီကိုပြေးလာကြပေမဲ့ဘာမှလုပ်မပေးနိုင်ပဲဖြစ်နေကြပဲအဲ့ဒီခါမှာဘီလူကလူလိုင်းကိုပြုတ်ပြလိုက်တာကဒီလက်နဲ့ချီနှောင်ခိုင်းရပြီဆိုရင်ဘယ်တော့မှပြန်ဖြုတ်လို့မရတော့ဘူးတဲ့ဓာသွားကတဖြည်းဖြည်းကျုံလာပြီးနောက်ဆုံးမှာခေါင်းပြတ်သွားတဲ့အထိဖြစ်လာလိမ့်မယ်လို့ပြောတာပေါ့ဒါကြောင့်လူတိုင်းလည်းမျှော်လင့်ချက်မဲ့ပြီးစိတ်တဲ့ကြကုန်ကြတာပေါ့ဒါပေမဲ့ဆရာကြီးကတော့ငင်လေးပင်ရှိနေပြီးတိတ်ဆိတ်သူ့ကြက်လာတွေကိုရှုတ်ထားကြတာပေါ့ဘီလူကလည်းဒါကိုမြင်တော့သူနိုင်ပြီလို့ထင်သွားတာပေါ့ဒါနဲ့သူကဆရာကြီးရဲ့အထက်ကိုအဆုံးသတ်ဖို့ကြမ်းလိုက်ချိန်မှာသူ့ခေါင်းကိုပါအဲ့ဒီဓာသွားမျိုးကရုတ်တရက်လာရစ်ပတ်နေတာကိုတွေ့လိုက်ရတယ်ဓာသွားကပိုးကျက်လာတာနဲ့အမျှသူလည်းကြောက်လန့်ပြီးမြေပေါ်ကိုလဲကျသွားတာပေါ့သူလည်းလွတ်အောင်ယုံလို့မရဘူးဆိုတာတွေ့လိုက်ရပါတော့တယ်အဲ့ဒီခါမှာဆရာကြီးကသူ့ကိုပြောပြလိုက်တာကဒီလက်နက်ကိုယုံကန်လေးဓာသွားကပိုပြီးကြက်လာလေးပဲတဲ့လွတ်မြောက်ဖို့တခုတည်းသောနီလန်ကတော့သူ့ရင်လက်ကထပ်ဖြတ်လို့တဲ့စိတ်ကိုလွတ်ချလိုက်ဖို့ပဲလို့ပြောပေမဲ့ဘီလူကတော့နားမထောင်ဘူးပေါ့နာကျင်မှုကမခံမရနိုင်အောင်ဖြစ်လာတဲ့ခါမှာတော့ဘီလူကနောက်ဆုံးတော့လက်လျှော်ပြီးသူ့အမားတွေကိုပြင်ဖို့သဘောတူလိုက်ရတာပေါ့သူအဲ့လိုသဘောတူလိုက်တဲ့အချိန်မှာပဲသူကောင်းပေါ်ကဓာသွားကသူ့ဘာသာသူပြန်ပြီးလောက်ကျလာတာပေါ့အဲ့ဒီနောက်ဆရာကြီးကသူ့လက်ထဲကလက်နက်ကိုရိုးရိုးလေးပဲလှည့်လိုက်တာဘီလူရဲ့ခေါင်းပေါ်ကဓာသွားကအစအနအအဖြစ်ကြေးမွသွားတာပေါ့ဒါကိုမြင်လိုက်တဲ့ခါမှာတော့ဘီလူကဆရာကြီးကိုဘယ်လိုမှမရှင်းနိုင်ဘူးဆိုတာကိုအပြည့်အဝနားလည်သွားတာပေါ့အဲ့ဒီနောက်မှာတော့သူကမြေပေါ်မှာရိုးရိုးသေးသေးသူ့ထောက်လိုက်ပါတော့တယ်ဒါပေမဲ့ဒီဇလန်ကိုကြည့်ချင်တယ်ဆိုရင်တော့ဒီကားက Detective D The Four Heavenly Kings လို့နာမည်ရတဲ့ကားလေးပေါ့